အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီ channel ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇီယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့တန်ငါအတိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တင်နိုင်သိရှိနိုင်မှု notification လေးနှိပ်ပေးပါဦးရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကြော်စံလှဝေးကြော်စံလှလှေထွက်တော့မယ်အခုထိမနိုးသေးဘူးလားခြေတန်းရှည်တဲအိတ်အရှိကနေအော်ခေါ်တဲ့တန်ကြောင့်မျက်နှာသင်းရဲ့ကြော်စံလာတယောက်မျက်နှာပေါ်ကရေစက်တီကိုလုံကြည့်နေတော့ရင်မျက်နှာသင်းနေလို့ဟဲ့အခုလာပြီမင်းမလဲအလုံးလုံးဖို့ဆိုအမြဲစောင့်နေရတာပဲဒီနေ့ငါတို့လေကခဝဲကျွန်းမဲ့သွားမှာခဝဲကျွန်းဟုတ်လားဒီလောက်အဝေးယူကြော်စံလာကစိတ်ပြက်လက်ပြက်ဟန်နဲ့ရေယူပြီးအိမ်အောက်ကတိုင်မှာချိတ်ထားတဲ့ဝါခမောက်ကိုယူကလှေစိတ်ကိုထွက်လာခဲ့လိုက်တယ်မနက်ဝေးလီအချိန်အိတ်တန်းကနေနူးထလာတဲ့ကျင်းငှက်တွေရဲ့အတန်ကန်းဆက်ကိုရိုက်ခတ်နေရဲ့လှိုင်းလုံးတွေရဲ့အတန်တွေအပြင်လေသမားတွေရဲ့စကားပြောတန်စားနောက်ကြည်စဲတန်ဆဲဆူတန်တွေကရောထွေးနေခဲ့တယ်။လှမျိုးနဲ့ကြော်စံလာငါ့အိမ်အောင်မှာမနေ့ကအစ်စ်ဝယ်လာတဲ့ငါးဖမ်းပိုက်တစ်စုံရှိရဲ့။တွားယူလာခဲ့အောင်။လေဦးစီးလည်းဖြစ်ပိုင်ရှင်လည်းဖြစ်တဲ့ကိုမြင့်ဆောင်ရဲ့စကားကြောင့်ကြော်စံလာတို့နှစ်ယောက်အိမ်မက်ကိုခတ်တုတ်ထွက်သွားခဲ့တယ်။ကိုမြင့်ဆောင်ရဲ့အိမ်ရှင်မှာတော့ငချောင်းလန်းစင်တွေကနေရာလမ်းမရှိအောင်ပြည့်နေခဲ့တယ်။ကျော်စံနာတို့လည်းငချောင်းလန်းစင်ပြီးမှလူနေရဲ့လမ်းကျင်းတွေကနေအိမ်အောက်ကိုဝင်သွားတဲ့အချိန်အိမ်နောက်ဖေးကနေဘုတ်ခနဲ့ခုတ်ဆင်းလာတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။လှမျိုးဟိုမှာလူတယောက်ခုတ်ဆင်းလာပါလား။ကျော်စံနာစကားကြောင့်လှမျိုးကငါးဖမ်းပိုက်အဟောင်းနေစုပြုံထားတဲ့စင်နာကိုဝင်ပုံပြီးပါဇက်ကိုလက်ညှိုးနဲ့တိတ်ကဒီရွယ်လူကငါတို့ရွာသားမဟုတ်ဘူးကွာ။အိမ်ပေါ်မှာမတန်းမြတယောက်တည်းရှိနေရမို့လား။အေကန်နာတခိုးကတ်တာများလားတခိုးကတ်တယ်ပြောရအောင်ဟိုလူကမှဘာမှယူသွားတာမတွေ့ဘူးဒီကိစ္စမင်းနဲ့ငါပဲသိပါစေကိုမြင့်ဆောင်သိရင်စိတ်မဖြောင်ဖြစ်နေလိမ့်မယ်ကြားလားလှမျိုးစကားကြောင့်ကြော်စံလာလဲခေါင်းငိတ်ပြက ATM မှာချိတ်ထားတဲ့ငါးဖမ်းပိုက်ကိုအသာဖြုတ်ယူလိုက်တဲ့အချိန်အိမ်မော်ကနေကပူကယူဆင်းလာတဲ့မတန်းမြကိုမြင်လိုက်ရတယ်မတန်းမြကအိမ်အောင်ရောက်တော့ကြော်စံလာတို့နှစ်ယောက်ကိုမြင်ပြီးဟဲ့ပလုတ်တော့လမ်းလိုက်တာဟဲ့ကိုမြင့်ဆောင်ကငါးဖမ်းပိုင်မိကြံခဲ့လို့လာယူခိုင်းထားလို့ပါအမအေးနောက်ဆိုငါအိမ်နဲ့ဝင်အတန်လေးပါလေးပြီးနင်တို့ကမသိရင်တခိုးတွေကြနေရပဲမတန်းများရဲ့အလိုမကြားတဲ့လေတန်းကြောင့်ကြော်စံလာတို့ဘာမှပြန်မပြောတော့ပဲငါးဖမ်းပိုက်ကိုပခုံးပေါ်တင်ကလှေစိတ်ကိုပြန်လာခဲ့လိုက်တယ်လှေစိတ်ကိုရောက်တော့အသေးဆောင်နေရဲ့ကိုများဆောင်ကငါးဖမ်းပိုက်ကိုလမ်းယူကလှေဝမ်းနဲ့ပြစ်ထည့်လိုက်ပြီးတော့ထွက်မယ်ဟိဆန်နှိုးလိုက်တော့အဲဒီလိုစက္ကန့်တွေကလူကိုလှမ်းအောင်ပြောလိုက်ပါတော့တယ်မကြခင်တရုတ်အင်ဂျင်တန်တကြုံကြုံမြည်နေတဲ့ငါးဖမ်းနေတစီကဒဏီတန်းရွာကနေတရွေ့ရွေ့ထွက်သွားပါလေရောပိုက်တွေချပြီးရင်ကျွန်းပြန်ကပ်ပြီးနားကြမယ်ဟိကိုများဆောင်ရဲ့အတန်ကြောင့်ကုန်းဘက်ပေါ်မှာပိုင်ရှင်းနေတဲ့ကြော်စံလာကရိုးကိုကြီးဆောင်ဒီကျွန်းသားတဝိုက်ကိုတခြားလေတွေတစည်းမှမလာကြဘူးနော်သူတို့မလာတော့မကားဘူးလားငါလဲငါးတွေပူရမင်းတို့လည်းလောက်ခများများရတာပေါ့ဒါပေမဲ့ကြော်စံလာစကားမဆုံးခင်မှာပဲဟဲ့ကောင်ကြောက်စူးကျိုးလာကူဆွဲတင်အောင်ဆိုတဲ့လှမျိုးတန်ကြောင့်ငါးဖမ်းပိုက်တွေကိုချကလှေဦးထိတ်ကိုထွက်လာခဲ့လိုက်တယ်လှမျိုးကကြောက်စူးကျိုးတင်နေရင်ဟဲ့ကောင်မင်းကအတော်ရှာရှည်ရဲ့ကောင်ပဲ तू ကငါတို့အလုပ်ရှင် तू ခိုင်းရင်လုံးရမှာပဲသူ့လိုလူကွာစာကိုဘယ်သူမှတရားရအောင်မပြောနိုင်ဘူးကွာအဲ့ဒီတော့ तू ဘာခိုင်းအဆင်ပြေအောင်လုပ်ပေးလိုက်ကွာအဲ့လိုပြောလိုက်တော့မှကြော်စံနှငြိမ်သွားခဲ့တယ်ညနေဆောင်တော့ခဝဲကျွန်းမှာကန်းကပ်ပြီးချက်ပြုတ်စရာရှိတာချက်ပြုတ်စားတော့ပြီးတညတာကိုကုံလွန်စေခဲ့တယ်။လေပေါ်ပါလာတဲ့သူတချို့နဲ့ကိုများဆောင်ကတော်အရက်နဲ့စိတ်ကြနေပြီးကြော်စံလှနဲ့လှမျိုးကတော့တနည်းရဲ့အချို့ရည်ဘူးကိုမောလိုက်စကားလေးပြောလိုက်လုံနေရဲ့ချိန်လေဦးကိုတခုခုနဲ့လာတိုက်တဲ့အတန်ကိုကြားလိုက်ရတယ်။ဟဲ့ကောင်တစ်တုံးနေများလှေကိုလာတိုက်နေလားမသိဘူး။သွားကြည့်အောင်။ကြော်စံလှလည်းတနည်းရဲ့အရှိန်နဲ့ခက်ထွေထွေပြစ်နေရတာနဲ့တဒုံဒုံနဲ့ညီနေရဲ့နေရာကိုငုတ်ကြည့်လိုက်ရာတကူလောအဝေးစားမရှိပဲပုတ်ပွားနေရဲ့အလောင်းတစ်လောင်းကိုမြင်လိုက်ရတယ်။လှမျိုးလာကြည့်စမ်းအလောင်းကြီးကွာကြော်စံလာတန်ကြောင့်လှမျိုးကမန်းကရန်ထလာပြီးငုတ်ကြည့်လိုက်ရာဟာအတော်ပုတ်ပွားနေပါလားဝက်လုံးနဲ့ထိုးထုတ်လိုက်ကွာကြော်စံလာလည်းလျှို့ဝမ်းနဲ့ထည့်ထားတဲ့ဝက်လုံးကိုယူကအလောင်းကောက်ကိုထိုးလိုက်တဲ့အချိန်ရေပေါ်မှာကားရဖြစ်နေတဲ့လက်တစ်ဖက်ကဝက်လုံးကိုဖြတ်ကနေလှမ်းကန်လိုက်တာမြင်လိုက်ရတယ်။အမလီတရဲငဲတန်ပအောင်အော်တဲ့တန်ကြောင့်ကိုမြင့်ဆောင်တို့အဖွဲတွေလှေဦးကိုပြေးလာခဲ့ကြတယ်။ဟေးဘာဖြစ်တာလဲလူသေးကောင်မျောလာလို့
ဝလုံးနဲ့ထိုးထုတ်တာဝလုံးကိုပြန်လာဆွဲလို့ကိုမြင့်ဆောင်ကကြော်စံလားပြတဲ့နေရာကိုငုံကြည့်လိုက်ရာနင့်မိကလွားအလောင်းကောင်ပြည့်ရမှာလားအုံတုံကြီးမျောလာတာဟာဒီကောင်တော့ဒညကြီးတောက်ပြီးမူးနေလားမသိဘူးကိုမြင့်ဆောင်စကားကြောင့်လှမျိုးရောကြော်စံလားရောအောက်ကိုငုံကြည့်လိုက်ရာအလောင်းကောင်မဟုတ်တော့ပဲအုံတုံဖြစ်နေခဲ့တယ်လှမျိုးငါစိတ်ထင်းထစ်နေတယ်ကွဟုတ်တယ်အလောင်းကောင်ဆိုတာငါလည်းသေချာတွေးလိုက်တာပဲခုကြမှာဘာလို့အုံတုံဖြစ်သွားလဲဆိုတာစဉ်းစားလို့မရအောင်ဒါကြောင့်ဒီကျိုးမက်ကိုမလာကျင်တာမနှက်ပြန်ငါးတွေများများရပါစေကွာဒါမှပြန်လို့ရမှာဒီတစ်ခါမှာတော့ကြော်စံလာစကားကိုလှမျိုးနေနဲ့ဘာမှထပ်မပြောတော့ပင်လယ်လေတဖြူဖြူတိုင်းနေရဲ့ကုန်းဘက်ပေါ်မှာလှဲချကကောင်းကင်ရဂျယ်ရီကိုလိုက်ကြည့်နေခဲ့တယ်လူရလည်းတဖြူဖြူနဲ့ဆိုတော့ဘလို့အိပ်ပျော်သွားမှမသိဖြစ်သွားခဲ့တယ်အိပ်ပျော်နေရောလှေရဲ့ဘေးကနေကုတ်တွေတက်လာတဲ့အတန်ကြောင့်လှမျိုးနိုးလာပြီးခြောက်ကြည့်လိုက်ရာရေစိုးနေရဲ့စပင်ကိုဖားလျားချပြီးရှည်လျားတဲ့လက်သေးကိုစူးသက်ဖွယ်အသုံးပြုကကုတ်တက်လာတဲ့မိမတစ်ယောက်ကိုမြင်လိုက်ရတယ်ဒီတစ်ခါမှာတော့လှမျိုးတစ်ကုံလုံးလှုပ်ရှားမရအောင်ကြောက်စိတ်ကငယ်တဲ့အထိရောက်သွားခဲ့တယ်မိမအိမ်နေရဲ့ကြော်စံနာကိုခေါ်နှိုးပြန်တော့လေအတန်ကလေချောင်းဝမှာတင်ပျောက်သွားခဲ့တယ်လှေပေါ်ကိုတွေ့တက်လာတဲ့မိမမဲနဲ့နေရဲ့သွားတွေကိုကြီးနေအောင်ရှိပြီးလှမျိုးရဲ့နှလုံးတက်တဲ့ကိုရှေ့ချနေရဲ့လက်သေးရင်းနဲ့အားကုန်ထိုးဆိုင်လိုက်ပါလေရောအမလီကဲကြပါဦးကျောင်းထဲတကြောင်အွန်လိုင်းတဲ့တန်ကြောင့်ဘေးမအိမ်နေရဲ့ကြော်စံလာလန်နိုးလာပြီးတော့ဘာလဲအိမ်မဆိုးတွေမှတ်နေရလားဟုတ်တယ်အိမ်မထဲမှာမိန်းမတယောက်ကငါနှလုံးတတဲကိုလက်သေးနဲ့ထိုးချလိုက်တာဟေးဟုတ်လားမင်းလည်းနင်းလိုပဲမှတ်နေရလေပေါ်ယောက်ျားတယောက်ကုတ်တယ်တက်လာပြီးတော့ငါ့ကိုရီပြနေရုံရှိသေးမင်းအော်လို့လန့်နိုးလာတာအေးကွာဒီညငါတို့နှစ်ယောက်ဘလို့ဖြစ်နေလဲမသိဘူးကျော်စံနာတို့နှစ်ယောက်နဲ့ပြန်မအိတ်ကြတော့ပဲမိုးလေးနဲ့အထိရောက်တဲ့ရာရာတွေပြောနေခဲ့ကြတယ်နောက်နေ့ပိုက်ပြန်တင်တော့ငါးတွေလှေဝမ်းအပြည့်နဲ့ရတဲ့အတွက်ပင်လယ်ထဲမှာစက်မနေရတော့ပဲရွာကိုပြန်လာခဲ့တယ်လှေကန်းကိုကတာနဲ့နေတဲ့တူကအလုပ်တွေကိုလုပ်ပေးပြီးပြန်ဖို့အလုပ်ကျော်စံနာနဲ့လှမျိုးဒီညငါးအိမ်မှာထမင်းစားပြီးမှပြန်ကြနင်တို့မှလေသမားတွေကိုထမင်းကျွေးမလို့စီစဉ်ထားတယ်လို့လာပြောခိုင်းထားတယ်ဒါဖြစ်လဲစားရကြည့်ရောဗျဒီလိုနဲ့ကိုမြင့်ဆောင်တို့အိမ်ရောက်တော့မတန်းမြချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုစားတော့ပြီးကိုနေရဲနေရစီအသီးသီးပြန်လာခဲ့ကြတယ်နောက်တနေ့မနေ့ရောက်တော့ဖမ်းမိလာတဲ့ငါးတွေကိုငပီးငချောင်လုံးတဲ့သူအားလို့ဈေးကိုပိုးမဲ့သူအားပို့နဲ့လှမျိုးတို့အလုံးရှုံနေခဲ့တယ်နေတဲ့လောက်ရောက်တော့ကိုမြင့်ဆောင်တယောက်မျက်နှာမကြည့်မသားနဲ့အလုံးလုံးတဲ့နေရာကိုရောက်ချလာခဲ့တယ်မင်းတို့နှစ်ယောက်ဒီညနေအားလားအားပါတယ်ဘာဖြစ်လို့လဲငါစိတ်နဲ့ညစ်စရာရှိနေလို့ဒီညနေဟိုဘက်ရွာမှာအရက်သွားတော့မလားမင်းတို့နှစ်ယောက်ပါလိုက်ခဲ့လှမျိုးတို့လည်းအလုံးရှင်ခေါ်တဲ့အတွက်ညင်းလို့မကောင်းကြကြောင်းလိုက်ခဲ့မယ်လို့ပြောခဲ့ကြတယ်အိမ်နေညကိုမြင့်ဆောင်တရားအတော်မူးသွားတယ်လို့လှမျိုးတို့နှစ်ယောက်လည်းရုပ်ဆိုးသူချော်တဲ့အဆင့်ထိရောက်သွားကြတယ်ကိုကြီးစာခုတလောမျက်နှာလည်းမကောင်းစီးပွားရေးအဆင်မပြေလို့လားစီးပွားရေးကအဆင်ပြေပါတယ်အဆင်မပြေတာအိမ်တောင်ရေးကွဘလို့ဖြစ်ပြီးအိမ်တော်ကြီးကအဆင်မပြေရလဲမင်းတို့အမငါ့ကိုဆိုအနာကိုအကက်မခံတာအိမ်တော်သက်9နှစ်အတွင်းခလေးတရားမှမရတာကိုပဲကြည့်ရောခလေးကတော့ယူသင့်တယ်အကိုကြီးကသားသမီးဆိုတာအိမ်တော်တစ်ခုကိုတီမြဲစီပဲကြိုးပဲမဟုတ်လားမင်းတို့ပြောကြည့်စမ်းငါမှဘာချွန်ရင်းချက်ရှိရဲ့လို့ထင်လဲအကိုကြီးကငွေကြေးလဲပြည့်စုံတယ်ကျမ်းမာတန်ဆွမ်းတာနဲ့အသက်50အရွယ်လို့တော့မထင်ရပါဘူးငါမှချစ်ချင်းမြတ်တာငတ်တဲ့ချွန်ရင်းချက်တစ်ခုရှိရဲ့ကွာတကယ်တော့ငါအချစ်ကိုလူယူခဲ့တာဘလို့အချစ်ကိုလူယူခဲ့တာဟုတ်လားမတန်းများငါ့ကိုမချစ်ပဲယူခဲ့တာငါအိမ်အောင်ကျသွားရင်ငါ့ကိုပြန်ချစ်မှာပဲဆိုတဲ့အတွေ့နဲ့သူမိဘတွေနဲ့ပေါင်းပြီးကြံခဲ့တာအခုတော့အချစ်မပါတဲ့အိမ်အောင်ကြီးကိုလက်တွေ့ခံစားနေရပြီဒါဆိုမတန်းများအကိုကြီးပေါ်မချစ်ပဲလက်ထပ်ခဲ့တာပေါ့ဟုတ်တယ်သူချစ်သူကမြို့ပေါ်တက်ပြီးအလုတ်သွားလို့ရင်မတော်တဆဆုံးသွားတယ်ဆိုလားပဲသူ့အိမ်ကလည်းငါကျေးဇူးမကင်းတာကြောင့်သူတို့သမီးနဲ့ငါ့ကိုသဘောတူခဲ့တာမတန်းများနဲ့ငါနဲ့က10နှစ်လောက်ကွာတယ်လေဒါနဲ့အကိုကြီးကိုပြောစရာရှိရဲ့အစားကတော့ပြောသင့်မပြောသင့်စဉ်းစားခဲ့သေးရဲ့ဒါမဲ့အကိုကြီးခုလိုခံစားနေရမြင်တော့စိတ်ထဲမကောင်းလို့ပြောပြရစီမူးရင်ကျွဲခိုးပေါ်ဆိုတဲ့စကားအတိုင်းလှမျိုးတို့မြင်ခဲ့ရတဲ့အကြောင်းကိုပြောပြလိုက်တော့ကိုမြင့်ဆောင်ကအဲ့ဒီလူပုံစံငါ့ကိုပြောစမ်းသူဘလို့ပုတ်လဲကျွန်တော်တို့မြင်လာရတာကတော့အသားခက်လက်လက်အယမ်းမြင့်မြင့်လက်ဖြတ်မှာဆေးမြင့်ကြောင်အယုတ်တစ်ခုထိုးထားတယ်ရုတ်တရက်မြင်လာရတာမို့အဲ့လောက်ပဲမှတ်မိရဲ့ဗျလက်ဆက်သက်တော့ဒီမိန်းမ9နောက်ွယ်မှာတခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာအောင်ဒါ
ဒါကြောင့်ဒီရက်ပိုင်းငါ့ကိုအလုံးလုံးဖို့ပဲအမြဲပြောနေတာကျွန်တော်တို့ကလင်မယားပြဿနာတက်အောင်ပြောတာမဟုတ်ဘူးနော်အကိုကြီးခံစားနေရတဲ့ပြဿနာအရင်းမြစ်ကိုဖော်လို့ရအောင်လို့ပြောတာပါမင်းတို့ပြောပြတာကျေးဇူးတင်ပါတယ်ငါလည်းခုလိုသိရတော့ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ရတော့မှာပေါ့ကိုမြင့်ဆောင်တို့၃ယောက်နဲ့အဲ့ဒီညအိမ်မပြန်နိုင်ပဲဆိုင်မှာအိမ်ရတဲ့အဆင့်ထိဖြစ်သွားတယ်မနက်အမှုပြေလို့အိမ်ပြန်ရောက်တော့မနက်ပြန်ငါတို့ခဝဲကျွန်းကိုထွက်သွားမယ်လို့ရွာတဲ့သတင်းလွှင့်လိုက်ညာမင်းတို့ပြောတဲ့ကိစ္စလက်ဘူးလက်ကျန်မိရဖမ်းရမယ်လှမျိုးတို့လည်းကိုကားတဲ့ဇက်ကိုနိုင်အောင်လုံးရတော့မှာမို့ကိုမြင့်ဆောင်ပြောတဲ့အတိုင်းရွာထဲမှာအော်ကျက်ထုတ်ပါလေရောနောက်တနေ့မနေ့ရောက်တော့လှေထွက်ဟန်ပြပြီး300ကျော်လောက်ရောက်တော့ကိုမြင့်ဆောင်လှမျိုးကျော်စံတို့3ယောက်ဆင်းနေခဲ့ကြတယ်ညာဘက်မှောင်စာပြိုးတဲ့ချိန်ရောက်တော့ရွာကိုပြန်ဝင်ခဲ့ကြပြီးလူကြီးတိတ်ချိန်ကိုစောင့်ဆိုင်ခဲ့ကြတယ်ဒီချိန်ရွာတွေကလူတွေအိတ်လောက်ပြီးထင်တယ်ငါတို့အချိန်ကြီးကိုသွားကြည့်ရအောင်ကိုမြင့်ဆောင်ကအမှောင်ထုကိုအာယူပြီးသူ့ရဲ့ရှိရဲ့ဘက်ကိုချင်းကပ်လာခဲ့တယ်မီးရောက်မိန်လေးထွန်းထားတဲ့ကိုမြင့်ဆောင်အိမ်သားကိုရောက်တော့မင်းတို့နှစ်ယောက်ကအိမ်အောက်ကစောင့်နေတယောက်ယောက်ပြေးစင်းလာတာတွေ့အပိသားရိုက်ချဖြစ်ကွာကြားလားစိတ်ချဒီကောင်မပြေးနိုင်အောင်လှုပ်မှာကိုမြင့်ဆောင်လည်းလက်ထဲမှာဒုတ်တချောင်းကိုကန်ပြီးအိမ်နောက်ဖေးကနေအသာတက်သွားခဲ့တယ်ခဏကြာတော့အိမ်မောကနေကိုမြင့်ဆောင်ရဲ့ဒေါသတကြီးအော်ဟေးတန်တဲ့အတူလူတယောက်ပဒင်းပေါက်ကနေခုံချလာတာမြင်လိုက်ရတယ်လှမျိုးတို့နှစ်ယောက်လည်းခုံချလာတဲ့သူရဲ့ခြေထောက်ကိုလှော်တက်နဲ့အားကုန်ရိုက်ချလိုက်ရာဖြောင်းဆိုတဲ့အော်တန်တစ်ချက်နဲ့အတူလှော်တက်ထပ်ပိုင်းကျိုးသွားခဲ့တယ်ရိုက်ခံရတဲ့သူကရုတ်တရက်လဲကျသွားပြီးချက်ချင်းဆိုသလိုကုန်းထားကထော်နှင်းနဲ့အမောင်ထဲကိုဝင်ပြေးသွားခဲ့တယ်အိမ်ပေါ်မှာလည်းကိုမြင့်ဆောင်ရဲ့ဒေါသတကြီးအော်ဟစ်တန်နေအပြင်မတန်းမြရဲ့ငိုတန်တချို့ထွက်ပေါ်လာခဲ့တယ်။လှမျိုးတို့လည်းလွန်လွန်ကျူးကျူးဖြစ်မှာဆိုတဲ့အတွက်အိမ်ပေါ်တက်ပြီးကိုမြင့်ဆောင်ဆွဲတဲ့ချိန်မတန်းမြကငိုကြီးချက်မနဲ့လှမျိုးတို့ကိုကြည့်ကဒါရီအားလုံးကနင်တို့လက်ချက်မဟုတ်လား။ခွေးမနေပါဇက်ကိုပိတ်ထားဖောက်ပြန်တဲ့ကောင်မသူများကိုဘာမှပြောစရာမလိုဘူး။အေးငါဖောက်ပြန်တယ်ဘာဖြစ်လဲနေမကျင်နဲ့ငါနဲ့မပေါင်းနဲ့ဟာဒီမိန်းမတော့ကိုမြင့်ဆောင်ကမတန်းမြကိုရိုက်မလို့လှုပ်တဲ့ချိန်လှမျိုးတို့ကအတင်းဝင်ဆွဲပြီးကိုမြင့်ဆောင်စိတ်ထိန်မအောင်ဟဲ့ကောင်ကြော်စမ်းနာလက်တရတို့ကိုယူလေကွာဒီအမျိုးယုံမအောင်ငါကိုယ်တိုင်တက်မှာလင်ကြီးငုတ်တုတ်ရှိရနဲ့ဖောက်ပြန်ရတယ်လို့ကိုမြင့်ဆောင်ကဒေါသတကြီးအော်ဟေးတောင်းချမ်းရင်လှမျိုးတို့နောက်ကိုပါသွားခဲ့တယ်ဒီကိစ္စတွေဖြစ်ပြီးမတန်းမြလည်းသူမိဘတွေရှိရဲ့ရွာကိုညာရင်းချင်းဆင်းပြေးသွားခဲ့တယ်ကိုမြင့်ဆောင်ကတော့အန်တဂျိတ်ဂျိတ်နဲ့တက်မယ်ဖြတ်မယ်လုပ်နေလို့လှမျိုးတို့အပါဝင်ရွာရလူကြီးတွေပါဝိုင်းဖြောင်းဖြားခဲ့ရတယ်။ဒီနေ့မှာတော့ကိုမြင့်ဆောင်ကအိရှိကိုပြစ်မှာအရက်တောက်ရင်အိရှိအားဖြစ်သွားတဲ့ဖိုးကရုံးကိုမြင်တော့ဟဲ့ဖိုးကရုံးလှမျိုးတို့ကြော်စံသားတို့ကိုမတွေ့ရ2ရက်လောက်ရှိပြီ။အားရင်ငါအိတ်လာခဲ့အောင်လို့ပြောပေးစမ်းပါအောင်။အော်ဒီနှစ်ကောင်သွေးစုနာတွေပေါက်ပြီးဖျားနေကြတာကိုမြင့်ဆောင်မသိဘူးလား။အေးငါမသိလိုက်အောင်ညကြရင်သတင်းသွားမေးလိုက်ပါအောင်မယ်။ညဘက်ရောက်တော့ငချောင်းငချမ်းနေယူပြီးလှမျိုးတို့ရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။လမ်းလျှောင်းနေရင်ကြောဘက်ကနေစူးကနေဖြစ်လာလို့လက်ပြန်ကုပ်လိုက်တဲ့ချိန်ချွဲပြစ်ပြစ်အရေးတွေကအင်ကြီးမှာပေးနေရတတိထားမိရဲ့။ဒါပေမဲ့အမှုမဲ့အမှန်မှန်နဲ့ပဲလှမျိုးတို့အိမ်ကိုရောက်လာခဲ့တယ်။အိမ်ပေါ်ရောက်တော့အပေါ်ဝေးအင်ကြီးကိုချွတ်ထားပြီးတိုင်ကိုမိကထိုင်နေတဲ့လှမျိုးကိုတွေ့လိုက်ရတယ်။အိဖြူနေယောက်ျားဘလို့ဖြစ်တာလဲ။မနေ့ကကြောကုန်းမှာသွေးစုနာလို့အနာစိမ့်လို့ပေါက်ရကနေအညော်မိပြီးဖျားသွားတာကိုကြီးဆောင်ရေးအေးတတိထောင်ဒီမှာနင်တို့အတွက်ငချောက်တွေယူလာတယ်။အော်ဒါနဲ့ကြော်စံလားတယောက်လည်းဖျားနေရပြောတယ်။ဟုတ်တယ်။ तू ကတော့ဘိုင်းအောက်ပြီးအိယာမထနိုင်ဖြစ်နေတာ။ဒါဖြစ်လေဂယူးဆိုင်ကိုငါကြော်စံလားကိုသွားကြည့်လိုက်အောင်မယ်။ကိုမြင့်ဆောင်ကလှမျိုးတို့လင်မယားကိုနှုတ်ဆက်ပြီးကြော်စံလားအိရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။ဟဲ့ကြော်စံလားနေမကောင်းဆိုကိုမြင့်ဆောင်အတန်းကြောင့်ကြော်စံလားမိန်းမထွက်လာပြီးဟုတ်တယ်ဘိုင်းအောက်ပြီးအစာမဝင်လို့မနေ့ပြန်မြို့ပေါ်ဟာစီကန်သွားပြကြည့်မလို့လေအေးဒီမှာနေတို့အတွက်ငချောက်တွေယူလာပေးရနေယောက်ျားကိုလည်းဂယူးဆိုင်လိုက်အောင်ငါအိမ်မော်မတက်တော့ဘူးနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုမြင့်ဆောင်လည်းအိမ်ပြန်ရောက်တော့ကြောဘက်ကနေရွာစီဖြစ်နေတာကိုမသိငါလို့အင်ကြီးချိုးကြည့်လိုက်ရအနာရည်တွေရွှဲဆိုနေရဲ့မီးလာဘူးလို့အနာတစ်ခုကိုမြင်လိုက်ရတယ်ဟမ်ငါကနေရင်ထိုင်ရင်ဘလို့ပြစ်လို့သွေးစုနာပေါက်နေရတာလဲတယောက်တည်းရင်ယွရင်အဝေးစားလဲနေရဲ့ချိန်ကိုမြင့်ဆောင်ကိုမြင့်ဆောင်ဟေးဘသူတော့ကွာကျွန်တော်ပါမြင့်သိမ်းပါအေးမြင့်သိမ်းဘာကိစ္စရှိလို့လဲဒီဧည့်သည်တွေကကိုမြင့်ဆောင်နဲ့တွေ့ကျင်နေဆိုလို့လာပို့ပေးတာဧည့်သည်ဟုတ်လားကိုမြင့်ဆောင်ကအိမ်အောက်မှာရက်နေတဲ့လူ3ယောက်ကိုကြည့်ပြီး
ဇဝေဇဝါဖြစ်နေတဲ့အချိန်ဒီကအကိုနဲ့ကျွန်တော်တို့လွန်ခဲ့တဲ့တစ်ပတ်လောက်ကမြို့ပေါ်ကဈေးတန်းမှာစုံမှုတယ်လေကျွန်တော်တို့တောက်တဲ့မကြီးရေဘူးတော့စိုက်ပေးခဲ့သေးရဲ့မဟုတ်လား။အော်မှတ်မိပြီ။ယောဂီဝူဆောင်တဲ့လူ3ယောက်မဟုတ်လား။ရုတ်တရက်ဆိုတော့မမှတ်မိဘူးဖြစ်သွားလို့အိမ်မော်တက်ကြပါအောင်။ဘလို့ဖြစ်ပြီးရွာဘက်ကိုရောက်လာတာလဲ။မျိုးပေါ်မှာတော့စကားဆက်မိရင်အကိုကဒီရွာမှာနေတယ်ဆိုလို့လေ။ကျုပ်တို့ကလည်းလက်တလောအလုံးသိမ်းမရှိရနဲ့ရွာဘက်မှာဆေးကူးဖို့ရှိလို့ရှိညာထွက်လာခဲ့တာ။ဒါဆိုမင်းတို့ကဆေးစရာတွေပေါ့။အဲ့လိုပြောရမှာထက်ဟိုဆက်ဒီဆက်လို့ပြောတာပို့မှန်မဲ့တင်တယ်။နေပါဦးမင်းနာမည်ကဘာပါလဲ။ပါဇက်ပြားမာတွေမေ့နေတာ။ကျုံနာမည်ကအောင်မြတ်တာလေ။အေးဟုတ်တယ်။နာမည်ကိုရုတ်တရက်စဉ်းစားမရဖြစ်နေတာ။ကျုပ်လည်းခုပဲကြောကုန်းမှာသွေးစုနာလို့အနာစိမ့်လို့ပေါက်နေလို့တန်ရှင်းရေးလုပ်နေတာ။ဟုတ်လား။ကျုပ်ကိုပြပါအောင်။တက်တက်လောက်လေးကြည့်ပေးပါရစေ။အောင်မြတ်တာစကားကြောင့်ကိုမြင့်ဆောင်ကအင်ကြီးကိုချုပ်ပြီးကြောကိုပြလိုက်တဲ့ချိန်ဒီနာမကြခင်ကောင်းသွားပါလိမ့်မယ်။ဒီညတော့ကျုပ်တို့လူစင်းနဲ့တောက်ဆေးပေးလိုက်မယ်။ဒီညကျုပ်လည်းတောက်ဖို့ဆေးမရှိဖြစ်နေရတဲ့အတော်ပဲ။အောင်မြတ်တာတို့လည်းလွယ်ရီထဲမှာပါတဲ့ပြာမုတ်အနေငယ်ကိုနှမ်းစီနဲ့ရောပြီးကိုမြေးဆောင်ကြောကအနာရီပေါ်မှာအုံမေးထားလိုက်တယ်။အိတ်ခက်နီရောက်တော့ရေနဲ့ပြာမုတ်အနေငယ်ကိုတိုက်လိုက်ရာမကြခင်နှစ်ချိုက်အိပ်ပျော်သွားတော့တယ်။ကိုမြေးဆောင်အိပ်ပျော်သွားတော့အောင်မြတ်တာတို့3ယောက်ကဖိုးခနောက်ဆိုင်ထိုင်ပြီးစေလူပေးရဲ့ချိန်အနာကနေပိုးလောက်တကောင်လို့ထွက်လာတဲ့အရာကိုမြင်နေမို့လား။ဟုတ်တယ်ဆရာဒီပညာကတာမန်အဆင့်တော့မဟုတ်ဘူးထင်တယ်။ဒီညာမှာလက္ခဏာစားပြတဲ့သဘောဖြစ်လို့ထိလို့ရနိုင်သေးရဲ့။ဆေးပြမုတ်တန်ကိုမခံနိုင်တဲ့ချိန်ကိုရေကအရာတွေအားလုံးအပြင်ကိုထွက်ကြလာလိမ့်မယ်။ဒါအောင်ငါတို့ကတတိထားစောင့်ကြည့်ဖို့အရေးကြီးရဲ့။အောင်မြတ်သာစကားဆုံးမှာပဲအိပ်ပျော်နေရဲ့ကိုမြင့်ဆောင်တယောက်ဘိုက်ကိုလက်နဲ့ဖိပြီးအာဘိုက်ထဲမှာရစ်ပြီးအန်ဂျင်သလိုဖြစ်နေတယ်။ကြောဘက်ကလည်းအနဲ့ထိုးသလိုစူးပြီးအောက်နေရဲ့။အဲ့ဒီလိုအော်ပါလေရော။အောင်မြတ်သာကိုလည်းကိုမြင့်ဆောင်ထိုင်ခံပြီးအင်ကြီးချူကြည့်လိုက်ရာအနာပေါက်ထဲကနေငမားကျိတ်လိုစူးတွေထွက်လာတာမြင်လိုက်ရတယ်။ဟမ်တန်ကအတိုက်ပါလား။တက်ခိုင်ရေတစ်ခွက်ယူပြီးငယ်ရိပ်ပေါ်တင်ထားတောက်ရဇလုံးတစ်လုံးသွားယူအောင်မြတ်သာစကားကြောင့်တက်ခိုင်နဲ့တောက်ရတို့ရင်ထဲဇလုံးအမြန်ယူလာတဲ့ချိန်တောက်ရဇလုံးထဲကိုပေးအပ်လိုက်တောက်ရလဲကိုမြင့်ဆောင်ပါဇက်နာကိုဇလုံးတေးလိုက်တဲ့ချိန်ဝေါကနေအန်ချပါလေရော3မိနစ်လောက်အန်ပြီးလို့ကြည့်လိုက်ရဇလုံးထဲမှာမဲညင်းအန်ပတ်တွေပြင်လက်သေးခွန်လောက်ရှိရဲ့ငါးပေါက်တွေလူးလွတ်နေရမြင်လိုက်ရတယ်ကိုမြင့်ဆောင်ခမအခုဖြစ်နေတာပယောဂါဗျမကျေနပ်တဲ့သူတယောက်ကခမကိုစားမဲ့အစာနဲ့အပင်းထည့်ပြီးတိုက်ထားတာအခုမှဘိုက်တဲပေါ့သွားတယ်လူလည်းနေလို့ထိုင်လို့ကောင်းလာတယ်ခမတို့ရောက်လာတာကျုပ်အတွက်အတော်ပဲဖြစ်သွားတယ်ဒါတွေဘသူလောက်တာလဲဆိုတာကျုပ်သိရဲ့ဘသူလောက်တယ်မလောက်ဘူးဆိုတာနောက်မှပြောခုလောလောဆယ်ကိုရဲကမကောင်းတဲ့ဟာတွေကုတ်စင်အောင်ဒီရေမန်းတောက်ချလိုက်ဒါဆိုခမရောကအရှင်းပြောက်ပြီးကိုမြင့်ဆောင်လည်းရေမန်းကိုတကြိုက်ထဲမောတောက်ပြီးချိန်မှာတော့ထပ်မံပြိုးတက်လာပြီးညိုညင်းအရေးတွေထပ်အံပါလေရော3ခါလောက်ပြုတ်အံပြီးရဲ့ချိန်မှာတော့အောင်မြတ်တာကဒီလောက်ဆိုအပင်းနေမရှိရောဒါနဲ့ခမ ्या ကိုဝေဒနာခံစားပြီးတေးရအောင်လှုပ်ထားတာနော်တကယ်ကြောက်ဖို့ကောင်းတယ်ဒီပုံဆိုရင်ကျုပ်တပည့်2ယောက်ဖြစ်နေရတယ်သူများလှုပ်ထားတာပေါ့ဘသူတွေထပ်ဖြစ်နေလို့လဲကျုပ်တပည့်2ယောက်ပါသူတို့ဖြစ်နေရ3ရက်လောက်ရှိပြီသူတို့ကကျုပ်ထက်ဆိုတယ်ခုဆိုအိပ်ရာရတာမထနိုင်ဘူးဟာဒါဆိုအချိန်ဆွဲနေလို့ဘဲရမလဲညာရင်းချင်းသွားကြည့်မှဖြစ်တော့မယ်အောင်မြတ်သာစကားကြောင့်ကိုမြင့်ဆောင်ကအပေါ်အင်ကြီးကောက်ဝစ်လိုက်ပြီးဟေး260မှာအိတ်နေရဲ့ကောင်นี่ခဏလာကြအောင်အဲ့လိုခေါ်လိုက်ရတတိဘာဖြစ်လို့လဲမင်းတို့ကခုချက်ချင်းလှမျိုးနဲ့ကြော်စံလားတို့အိမ်ကိုသွားပြီးစေးကူးဖို့အတွက်ဆရာခေါ်လာတယ်လို့ပြောလိုက်လှမျိုးတို့အိမ်ကိုသွားခေါ်လိုက်ကွာဟုတ်ကဲ့ကျွန်တော်ခုချက်ချင်းသွားပြောလိုက်ပါမယ်လှေလုံသားတွေထွက်သွားတဲ့ချိန်မှာတော့အောင်မြတ်သာကလိုအပ်တဲ့အင်းစမတွေကိုချက်ချင်းရေးဆွဲပြီးလူမမာတွေရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုမြင့်ဆောင်ကတော့အရှိကနေဓာမီတကားကားနဲ့သွားနေပြီးအောင်မြတ်တာတို့ကတော့အနောက်ကနေလိုက်လာခဲ့ကြတယ်။10မိနစ်လောက်ကြာတော့အောင်လင်းမီးတွေထွန်းထားတဲ့အိတ်တဲ့ရှိကိုရောက်လာခဲ့တယ်။လေလုံသားတွေရဲ့စော်အုံမှုနဲ့အိမ်ကြီးချင်းအနေအားလုံးရဲ့စုယုံနဲ့အခြေအနေကိုအကဲခတ်နေတယ်။မိသားစုဝင်တွေကလွဲပြီးကြမ်းတဲ့သူတွေအိတ်အောက်မှာနေပေးကြပါ။အောင်မြတ်တာစကားကြောင့်အိမ်ပေါ်မှာရှိနေတဲ့သူတချို့အောက်ကိုဆင်းသွားခဲ့တယ်။အိမ်ပေါ်မှာတော့ဖြူဘက်ဖြူရောဖြစ်နေတဲ့လူမမာ2ယောက်နဲ့မိသားစုဝင်တွေသာကျန်ခဲ့တယ်။တက်ခိုင်နဲ့တောင်ရကလူနာတွေရဲ့ရှိမှထိုင်လိုက်ပြီးအောင်မြတ်တာကတော့လူနာ2ယောက်ရဲ့အလဲမှာထိုင်ကအခုချိန်ရစပြီးEA ပရဝွန်အတွင်းသို့ငါဤအမိတ်တစုံတရာမရပဲညီသည့်ပုဂ္ဂိုလ်အစွဲမှဝင်ရောက်ခြင်းမပြုစေရ
အဲဒီလိုအတိတ်ထန်လိုက်တယ်လူနာတွေကိုအပေါ်အင်ကြီးချွတ်ပေးလိုက်ပါအောင်တက်ခိုင်နဲ့တောင်းရလဲလူနာနှစ်ယောက်ရဲ့အင်ကြီးတွေကိုချွတ်လိုက်ရာရောင်ကိုင်းတွေရဲ့အနာစိမ့်လို့အဖုတွေကိုမြင်လိုက်ရတယ်ကျုပ်ကတော့ဗိသိက်မြောက်တယ်လို့စီကပတ်ကုန်းမပြောတတ်တော့ရှင်းရှင်းနဲ့ဝင်းဝင်းပဲပြောပါမယ်ဒီလူနာနှစ်ယောက်ကိုနာကျင်ခန်းစားအောင်ပြုလုပ်ထားတဲ့သူခုချက်ချင်းကျုပ်ရှိကိုရောက်စေကျုပ်အမိတ်သည်အထက်ဘဝအအဝီစီတိုင်အောင်ပြန့်နှံ့ပြီးတင်တို့ပုံအောင်စရာမြူတမုံစာများပင်မကြံစီရအဲ့လိုပြောကမျက်စိစုံမိတ်ပြီးတင်မလီခွေထိုင်နေလိုက်တယ်ခဏနေရောကြော်စံလာတကူလုံးအပြားတက်တယ်လို့တဆက်ဆက်တုံလာပြီးတော့ငါ့ကိုခေါ်တာဘာကိစ္စလဲပြောစရာရှိရမြင်မြန်ပြောအတန်ဘလို့ဖြစ်တာလဲဒါကြော်စံလာအတန်မှမဟုတ်တာကျစီနဲ့ထွက်လာတဲ့အိမ်သားတွေရဲ့တန်ကြောင့်အောင်မြတ်တာမျက်လုံးဖွင့်ကြည့်ပြီးရောက်လာပြီဆိုတော့မီးမြန်းရတာပေါ့ဒီလူနှစ်ယောက်ကတင့်ပေါ်ဘာတွေများလုပ်ခဲ့လို့အခုလိုပညာမျိုးနဲ့ပြုစားရတာလဲနှစ်ယောက်မဟုတ်ဘူးသုံးယောက်ကိုလှုပ်ထားတာဟိုးမှာထိုင်နေတဲ့လူကိုနင်တို့ပဲကုပေးလိုက်တာမဟုတ်လားအေးဟုတ်တယ်ဒီလူနှစ်ယောက်ကိုလည်းကုပေးလို့ရတယ်ဒါပေမဲ့ဘာကြောင့်လှုပ်တာလဲဆိုတာသိကျင်တာကြောင့်တင့်ကိုခေါ်လိုက်တာငါမပြောနိုင်ဘူးဒီလူတွေကိုငါပညာနဲ့ပြုစားတာသိရရင်တော့ပြီပေါ့ကဲမပြောနိုင်ဘူးဆိုရင်တော့တင့်ပညာတွေအကုန်ဖျက်ဆီးရလိမ့်မယ်နင့်ပညာကစွမ်းတာငါသိတယ်ဒီရောအခုလှုပ်ထားတဲ့ຢာတွေပြန်နှုတ်ပေးမယ်ငါ့ကိုဒီကနေပြန်ခွင့်ပြုနိုင်မလားဒီလိုတော့ဘယ်ရမလဲတင့်ကိုဒီတိုင်းလှုပ်လိုက်နောက်လူတွေကိုထပ်ပြီးဒုက္ခပေးနေမှာမဟုတ်လားဒါဆိုနင်တို့ဘလို့ဖြစ်ချင်တာလဲဂိုင်းနဲ့တွေကိုခေါ်ပြီးမရိုက်ခိုင်းခင်ဒီလူနှစ်ယောက်ရဲ့ကိုမရှိရဲ့ຢာတွေထုတ်ပေးပါအချိန်နေလွန်ကုန်ပြီနှုတ်လို့မရတော့ဘူးနင်တို့လူတွေမကြခင်သိရတော့မယ်စကားကောင်းကောင်းပြောမရရင်အမိတ်အာနာသုံးပြီးလှုပ်ရတာပေါ့ကျိုးပိုင်ကြိမ်ပိုင်နေဒီအောင်လန်းမိတ်စာကောင်မလုံနိုင်အောင်တုတ်ထားလိုက်ကြစမ်းအောင်မြတ်တာစကားကြောင့်ကြော်စံလာရဲ့လက်တွေအနောက်ကိုပူကက်သွားပြီးကျိုးနဲ့ချီထားတဲ့ဟန်ဖြစ်သွားခဲ့တယ်အရှုံးပေးပါပြီးမပြောမချင်းလဲမျိုးကိုလှန်ထဲထောက်ပြီးပါဇက်ထဲကိုမီးခဲတွေလောင်းထည့်စမ်းခြေပဝါးကိုဓားပိုင်တွေကအစိမ့်စိမ့်မှွာမှွာခွဲပြီးမီးကင်ကြကြောပြင်းကိုစူးကက်တစ်ထောင်နဲ့ပါကျိန်နဲ့မရက်မနာရိုက်ကြအောင်မြတ်တာစကားဆုံးမှာကျောင်းကိုကော်ပြီးအတန်နဲ့နဲ့အော်ဟေလူးလိမ့်နေရဲ့ကြော်စံဟာကိုမြင်လိုက်ရတယ်။တေလာအောင်နာကျင်နေပြီမဲ့အရှုံးပေးပါပြီဆိုတဲ့စကားတွေထွက်မလာခဲ့ဘူး။ဒီမိစ္ဆာကအတော်အကျော်မှာပါလား။အင်းဆောက်ဘလူးညီနာခုချက်ချင်းလာပြီးဦးကောင်းကိုရှစ်စိတ်ကွဲရထုနဲ့ကြစမ်းကွဲကြိတ်သွားတဲ့ဦးကောင်းနေကကျုပ်အမိတ်မပြန်မချင်းမူလားပုံစံပြန်ဖြစ်စေ။ဒီတစ်ခါမှာတော့ကြော်စံလားတယောက်မျက်လုံးမျက်စံပြူပြီးတော့စမ်းတငင်ငင်ဖြစ်လာကအထက်အလန်းစစ်ရသူတော်ကောင်းကြီးတွေကအခုလိုနှိမ့်ဆက်လို့ရရတဲ့အမလေးသေပါပြီဗျနာလာပါပြီလှုပ်ပေးပါတော့ပညာတွေပြန်နှုတ်မလားတညာလုံးဒီတိုင်းနေမလားကျုပ်တို့ကတော့ပြန်မနှုတ်မချင်းနောက်ရက်ကူးကျင်ကူးသွားပါစေဒီတိုင်းလှုပ်ထားပြီမှာအားနေသူကိုအနိုင်ကျင့်နေကြပါလားအမလေးနာလာကြီးရဲ့ခေါင်းနေတဲ့ကြိမ်မွနေပါပြီအေးတင်တို့ကိုမြစ်တာနဲ့ပြောတာလက်မခံတော့လေဒီလိုလှုပ်ပေးရတာပေါ့ကဲအိတ်ရှင်နေအိတ်ချင်တဲ့သူရှိရင်အိတ်ကြတော့ဒီကောင်မနဲ့မိုးလေးနဲ့အထိထုရိုက်ခိုင်းထားတော့မယ်အောင်မြတ်တာစကားဆုံးမှာကြော်စံနာကအရှုံးပေးပါတယ်အရှုံးပေးပါတယ်ဘာမေမေအမှန်တိုင်းဖြေပါတော့မယ်ထုရိုက်နေရရက်ပါတော့ကဲအားလုံးခဏရက်ပြီးဒီမိစ္ဆာကောင်စကားကိုနားထောင်ကြည့်ရအောင်မင်းတို့ဘသူခိုင်းတာလဲပြောစမ်းလိန်ပြောရနဲ့ပါဇက်ကိုမီးညှိုင်းပြစ်မယ်မလိန်ရဲတော့ပါဘူးအမှန်တိုင်းပြောပါမယ်သူတို့ကိုတတ်နိုင်ရင်ရွှေ9ချက်သားပေးမယ်ပြောလို့လောက်ကြတာပါဘသူကပေးမယ်လို့ပြောရလဲလူတော့မတွေ့ဘူးပါဘူးကြားလူနဲ့လာပြောခိုင်းတာပါဒါကြောင့်ကျုပ်လည်းအပင်းဆေးကိုစီးရင်ပြီးသူတို့စားမဲ့ထမင်းနဲ့ထည့်ခိုင်းခဲ့တာအပင်းကကိုယ်ရဲရောက်တဲ့အခါလူရတဲ့ချိန်ထကြတောင်းကျမ်းအောင်လုပ်လို့ရပါတယ်ဒါဆိုရင်သူတို့ကိုလည်းအပင်းရောက်နေရကြပြီပေါ့ဟုတ်ပါတယ်ဒါမဲ့လွန်ခဲ့တဲ့တစ်ပတ်လောက်ကအရင်တစ်ခါလူပြန်ရောက်လာပြီးအပင်းနေထကြွဖို့လှုပ်ခိုင်းခဲ့ပါတယ်လှုပ်ခိုင်းတဲ့အခါမှာလည်းတနင်္လာသားနဲ့ပုတ်တဖူးသားကိုအသေးလှုပ်ခိုင်းပြီးကြာတာပလေးသားကိုတော့နာတာရှည်ဖြစ်ရောက်ခိုင်းခဲ့ပါတယ်တဲ့အကြံပတ်ဆက်ပါလားတင်ရလဲတစိုးလက်ဆောင်ရတာနဲ့ငရဲကိုမကြောက်အခုလိုအမှုကိုကျူးလွန်တာအံ့ဩမိရဲ့ခုချက်ချင်းအပင်းတွေအတိုက်တွေအားလုံးကုတ်စင်အောင်ထုတ်စမ်းအတပေါင်းစာကြံခဲလို့တော့မရအောင်ကြားလားဒီနေ့ရောက်ကိုပညာကုန်တိုက်ထားတာဖြစ်လို့ပြန်နှုတ်ဖို့မဖြစ်နိုင်ပါဘူးဒါပြင်လဲသင်ပညာတွေအားလုံးကျုပ်စီကိုလှူခဲ့ရမယ်ဒီပညာရက်တွေကိုသုံးပြီးနောက်တစ်ကြိမ်ထပ်ကျူးလွန်တာနဲ့သွေးပွက်အမ်းပြီးသေပါစေလို့ကြိတ်ဆိုရဲ့လားအောင်မြတ်တာစကားကိုဘာမှပြန်မပြောပဲအင်တင်လုံးနေရနဲ့ဟိန်းဟောက်ပြီးပြောတော့မှသစ္စာရည်တောက်ကလှူသွားခဲ့တယ်အခုသင်တိုင်းမထုတ်နိုင်တဲ့ပညာတွေကိုကြုတ်ထုတ်ပြမယ်တက်ခိုင်
ငါ့ကိုရေးတစ်ခွက်ပေးအောင်မြတ်တာနဲ့တက်ခိုင်ကမ်းပြီးရဲ့ရေကိုလက်ညှိုးနဲ့တို့ပြီးဂါရာတစ်ခုကိုရွတ်ဖတ်လိုက်ရာခွက်တရားရေတွေကရင်သွေးပွက်တယ်လို့စူပွက်လာခဲ့တယ်ရော့လူနာတွေကိုရေမန်းတိုက်လိုက်ပြီးရနဲ့သူတို့ကိုယ်တွေကနေဘာတွေထွက်လာလဲဆိုတာမြင်ရလိမ့်မယ်မိစ္ဆာကောင်တော့ဆိုင်ရပါရပုံကိုယ်တွေကပြန်မရအောင်ချုပ်ထားကြအောင်အောင်မြတ်တာစကားအဆုံးမှာတက်ခါရလူနာတွေရဲ့ပါဇက်တွေကိုရေမန်းတိုက်လိုက်ရာအနာစိမ့်လိုဖြစ်နေတဲ့အဖုတွေကနေသွေးပုတ်တွေနဲ့ရောနေရဲ့ငမားကျိတ်တွေအချောင်းလိုက်ထွက်လာတာမြင်လိုက်ရတယ်ရှိသမျှအနာဘူးတွေကနေထွက်လာတဲ့ငမားကျိတ်တွေကသွေးပုတ်တွေနဲ့ရောကကျမ်းမြေပေါ်တဖြုတ်ဖြုတ်ပြုတ်ကြပြီးရနဲ့လူနာနှစ်ယောက်ကတောအောအောနဲ့ထိုးဝံပါလေရောဒီတခါတော့ပါဇက်ထဲကနေအကြီးအချွဲတွေနဲ့အတူတပြက်ပြက်ခုန်နေတဲ့ငါးရှင်တွေထွက်လာခဲ့တယ်။ကြောင်မက်ဖွယ်မြင်ကွင်းကြောင့်အိမ်သားတွေအကုန်လုံးပြင်းစွာထိတ်နှံ့သွားတာမြင်တော့တိတ်လဲမကြောက်ကြပါနဲ့။ဒါရီကုန်းနာနဲ့အကောင်းပကတိပြန်ဖြစ်ပါပြီ။တက်ခိုင်နဲ့တောင်ရထွက်လာတဲ့အပင်းတွေကိုဖိုကနောက်ဆိုင်အင်းကွက်ထဲမှာမီးရှို့လိုက်ပါ။အစွဲကောင်ကတော့ကိုနေရာကိုပြန်ပြီးအမားကိုပြန်ဆင်ကျင်နေပြီးတော့အဲဒီလိုပြောလိုက်မှကြော်စံသားတယောက်ပျောက်ခွေကလဲကျသွားခဲ့တယ်။အောင်မြတ်တာကုသပွဲအပြီးမှာတော့ကိုမြင့်ဆောင်ကလက်သီးဆုပ်ကဘသူလက်ချက်ဆိုတာကြုတ်သိရဲ့အကြံပတ်ဆက်လိုက်ကြတာဒေါသနဲ့လက်စားချီလို့ရောဘာထူးမှလဲသူ့လောက်ရက်ကိုသိထားတဲ့အတွက်နောက်ထပ်မပတ်သက်တာအကောင်းဆုံးနီးလန်းမဟုတ်လားကျုပ်ခံပြင်းလွန်းလို့ပါဗျမကောင်းတာလုပ်တဲ့သူကဘသူမှမသိအောင်ကိုယ်စိတ်ကိုသိနေရပဲမို့လားဒါကြောင့်သူ့စိတ်ကသူ့ကိုတသက်လုံးပြန်ချောင်းလန့်နေလိမ့်မယ်ဒါတဘာဝရဲ့ကြံခတ်ခြင်းပဲခမများတို့ပညာရက်တွေကတော့တကယ်အမခမ်းပါပဲဗျမနေ့ကမှသိကျင်တာတွေသိချမေးပါအောင်မယ်ခုတော့ညနေနေပြီဆိုတော့နားလိုက်ကြပါအောင်မနေ့ရောက်လို့ကိုမြင့်ဆောင်နူးလာတော့ဧည့်သည်၃ယောက်လုံးကိုမတွေ့ရပဲဖះเจ้าဆောင်ပေါ်မှာရေးထားတဲ့စာလေးတစ်စောင်သာမြင်လိုက်ရတယ်စာထဲမှာကမကြီးရတစ်ခွက်ဘူးတော့ကြေပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့တန်ငါအတိုင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေပြီးဆုံးပါပြီဇာတ်လမ်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်